ကျိုးစားသမျှတဲတဲရီတွန်ဖြစ်ကုန်တဲ့အခိုက်အတန့်တွေကြုံဖူးကြမှာပါထိတ်ဆုံးကနေပန်းဝင်ခံဒီမှာခြေချော်ပြီးလဲကျသွားတဲ့အခိုက်အတန့်တွေလည်းကြုံခဲ့ရဘူးမှာပါခုအနားမှာအမြဲတမ်းထာဝရတည်ရှိသွားမယ်လို့ထင်တဲ့အရာတွေကရုတ်တရက်ပျောက်ချင်းမလားပျောက်သွားတဲ့အခြေအနေတွေနဲ့လည်းရင်ဆိုင်ခဲ့ရဘူးမှာပါဒီလိုအရာတွေကြုံတွေ့ခဲ့ရတဲ့အဆုံးမှာတော့နောက်ဆုံးကိုယ်တိုင်ပဲပြန်ထပြီးအရှိန်ပြန်တင်ပြန်စတင်နေရတာကတော့ကျမတို့ကိုယ်တိုင်ပါပဲပြောချင်တာကတော့အဆုံးမှာကိုထူကိုထနဲ့ပြန်ပြီးနလန်ပြန်ထူနိုင်အောင်ကိုယ်တိုင်ပဲရုန်းကန်နေရတာကိုပြောချင်တာပါအဓိကကတော့ပြန်ထနိုင်ဖို့ပါပဲပြန်မထနိုင်ပဲထိုင်နေရတာထိုင်လက်ဆရှုံးလက်ဆနဲ့ဒီအတိုင်းဆက်နေရင်တော့ရှုံးပြီးရင်ရှုံးဆိုတဲ့တဲကိုထိတ်ဆုံးကနေပန်းဝင်နေပါလိမ့်မယ်ကိုထူကိုထကိုဘဝပဲမို့တယောက်တည်းလဲအာတင်ရင်ပူလာတဲ့အနာဂတ်တွေဖန်တီးဖို့ပြန်ထနိုင်အောင်ကြိုးစားပါကျမတို့အရှုံးမပေးသေး၍ဘယ်တော့ခါမှမရှုံးပါဘူးကိုစိတ်တွေအားမလျှော့သေးသေးပြန်ထဖို့အခွင့်အရေးတွေရှိနေပါသေးတယ်အေးအမြဲတမ်းပြောနေကြစကားလို့ပေါ့တပွင့်ထဲလဲဆက်ပြီးလာနေအောင်ပြင်ပါတပွင့်ထဲလဲတောက်ပမြဲတောက်ပနေတဲ့အလားတရားကိုမလျှော့တော့ဆွဲနဲ့ပြပေးနိုင်အောင်ကြိုးစားရှင်သန်ပါတဲ့ဒါတော့တယောက်ထဲလဲစိတ်တက်ကြနေတဲ့အမျိုးသမီးငယ်လေးတွေအရှုံးပေးခြင်းတဲ့လူငယ်လေးတွေအတွက်အားလုံးစိတ်ခွန်အားရအောင်လို့ဖတ်ပြပေးလိုက်ပါတယ်စာအုပ်နာမည်လေးကတော့တယောက်ထဲလဲဆက်လျှောက်ရဲတဲ့ဆိုတဲ့စာအုပ်ကလေးပါနည်းနည်းများတော့အားရှိတော့မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်